MEHT နဲ့ပတ်သက်ပြီးတော့ sharing လုပ်ပေးချင်ပါတယ်ကျွန်မကတော့2025 Specialized Training College Category နဲ့ရှိခဲ့တဲ့ Selena ပါMEHT ဆိုတာကတော့ဂျပန်အစိုးရကနေပြီးတော့ပြီးရဲ့100% scholarship ဖြစ်ပါတယ် scholarship မှာ track နှစ်ခုရှိပါတယ် embassy recommendation နဲ့ university recommendation ရဆိုပြီးတော့ပါဒီထဲမှာဆွေးနွေးချက်ခဲ့ရတော့ embassy recommendation ဖြစ်ပါတယ် embassy recommendation မှာလည်း category လေးခုထပ်ခေါ်ရပေါ့နော်အဲ့ဒါကတော့ research category university college of technology နဲ့ specialized training college ဆိုပြီးတော့လေးမျိုးထုတ်ခဲ့ပါတယ်ဖြေရတဲ့ဘာသာချင်းကလည်းမတူသလိုမျိုးသူရဲ့ဒီသတ်မှတ်တဲ့ရင်းနဲ့ခြေနေလည်းမတူပေါ့နော်ဒီ mass process နဲ့ပတ်သက်ပြီးပြပြချင်ပါတယ်။စူရိုနေတုန်းကတော့အဆင့်၄ဆင့်ကိုဖြတ်ကျော်ခဲ့ရပါတယ်။ပထမအဆင့်ကတော့ application form မှာ application form ကိုတင်ပြီးပြီဆိုရင်တော့ဒုတိယအဆင့်မှာကျ online exam start ကိုဖြတ်ကျော်ရပါတယ်။ mathematics ရဲ့ Japanese ရဲ့ဘာသာဖြေရပါတယ်။ဂျပန်ကတော့ basic Japan ဖြစ်ပြီးတော့ mathematics ကတော့ EJU နဲ့ခက်ဆက်စင် mathematics ကိုဖြေရပါတယ်။ဒါဒီဆင့်ကိုဖြတ်ကျော်ပြီးတော့ပြီဆိုရင်တော့တတိယအဆင့်ဖြစ်တဲ့ embassy writing step ပါ။ရန်ကုန်ကိုသွားဖြေရပါတယ်။အင်္ဂလိပ်ရဲ့ဂျပန်ရဲ့ mathematics ရဲ့ဖြေရပြီးတော့ mathematics ကတော့ major step ထပ်ပို့ပြီးတော့လွယ်ခဲ့ပါတယ်အင်္ဂလိပ်ကတော့ general knowledge ကိုမေးရဖြစ်တဲ့အတွက် grammar ကိုတခြားကြည့်တဲ့နယ်လို့ထင်ပါတယ်ဂျပန်ကတော့ N2 လောက်ဆိုရင်တော့တော်တော်ကောင်းကောင်းဖြစ်နိုင်မယ်လို့ထင်ပါတယ်အဲ့ဒါပြီးရင်တော့ interview step ပါ interview step မှာတော့မေးလိမိထားရှိရဲ့မေးခွန်းလေးတွေပဲမေးရပါတော့ general မေးခွန်းလေးပဲအဓိကအဖြစ်တော့ကိုယ့်ရဲ့ဒီ form ကိုသိချာကြည့်ထားမယ်ဆိုရင်တော့အားလုံးကောင်းကောင်းမဖြစ်နိုင်မယ်လို့ထင်ပါတယ်ဂျပန် knowledge လေးရှိတာလည်းပို့ပြီးအားသာနိုင်တယ်လို့ထင်ပါတယ်အဲ့ဒါပြီးပြီဆိုရင်တော့ second screening ကိုရခေါင်ဆောင်နဲ့ဆက်မြော်နေရောမှာပဲဆိုတော့ကလည်းတော့ December 24မှာ second screening final result ထွက်ခဲ့ပါတယ် interview နဲ့ပတ်သက်တာလေးတွေကိုတော့နောက်ထပ် video တစ်ခုမှာတည်တည်ချာချာလေး sharing လုပ်ပေးတော့ပါမယ်ရှင်scholarship benefit နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ 100% scholarship ဖြစ်တဲ့အတွက်ကြောင့်မို့လို့ tuition fee ကတော့ free ပေါ့နော်နောက်တစ်ခုက monthly stipend မှာသူကနေ data အလိုက်7,900နေပြီးတော့ရန်14,500ထိရရှိနိုင်ပါတယ်ဆိုတော့ကို Osaka မှာနေရဖြစ်တဲ့အတွက်ကြောင့်မို့လို့ရန်12,000ရရှိရပေါ့နော်တစ်လောက်နောက်တစ်ခုကကျတော့မြန်မာနေအသွားအပြင်ခီးစရိတ်လေရင်စရိတ်ကလည်း free ပေါ့နော်ဒီ mass scholarship ကိုဝင်ဖြေဖို့အတွက်လိုအပ်တဲ့ qualification နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့တနေ့နဲ့တနေ့မတူပါဘူးဒါပေမဲ့သူတို့နှစ်တုန်းကတော့ဒီ undergraduate category ကိုဖြေခြင်းနဲ့ဆိုရင်တော့ဒီဆယ်တန်းအမှတ်က450နဲ့အထက်တခြား international exam တွေက 75% နဲ့အထက်ပေါ့နော်လိုအပ်ပါတယ်အကယ်၍ College of Technology Specialized Training College ဆိုရင်တော့ဆယ်တန်းအမှတ်420နဲ့အထက်လိုအပ်ပါတယ်ရှင်။နေ့မတူတာကြောင့် guideline ကိုသေချာဖတ်ရင်တော့ပိုပြီးကောင်းမယ်လို့ထင်ပါတယ်။အားလုံးပဲ good luck ပါ။